လက်နေထောင်ပြီးမှလောက်ပါ ဘယ်နဲ့ချက်တော့လို့ပါလဲချက်တော့ဒီထောင်မှာငါကြည့်ကြင်တာကြည့်ရမှာဟုတ်တယ် ဟိုဖုံးနေပါလေ ဒီပေါ်မိတ်ကလေးအားလုံးမင်္ဂလာပါနေ့စမလာစေနာမြစ်တာတရားကတော့ကျွန်တော်နှစ်ပါးတော့မှာကျွန်တော်တို့မြန်မာအားကစားကိုကဘာကိုရှုံးလို့ရမည်ဆိုတဲ့တော့ဆောင်မှု နိုင်နေရပြီ ကျော်လို့နေရပြီရောနေရနေတော့ကဘာနိုင်ကိုနေနေတာနေမျိုးအားရှတော့နိုင်ဘူးမလားဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကိုမြန်မာအသိကိုကိုအောက်ပေးရမှာပဲဟုတ်တယ်မလားဘာလို့ငါတချင်းဆိုပြတော့ဘူး အားစားပြီလား အားပေးမလို့ဒါပေမဲ့ကျွန်တော်မြန်မာရဲ့အားကစားကိုကျွန်တော်အရင်လေးစားပါတယ်ကျွန်တော်မြန်မာလူမျိုးတွေကကျွန်တော်ဒီပြနိုင်ငံကိုတော့ပြီးတော့ပြန်ရောက်မယ်ဆိုရင် ဟုတ်ပါပြီ တချင်းတစ်ခုနဲ့တော့ပြန် ဘာရှင်းလိုက်ရ ပြန်မကစားကဘာကိုမွန်စေရမည်ဟုတ်တယ်မိုက်ဟာပြန်မကစားကဘာကိုမွန်စေရမည်ဒီလိုတော့ပြန်နေတာတော့ပြန်နေတာပြန်လာရင်တော့ဒီပြတော့ပြန်လာဒီနေ့ကပြန်လာအချိန်ကြီးခါခါရှင်းမယ်အချိန်ကြီးခါခါရှင်းမယ်ဝိုင်းနော်အဲ့ဒါစင်းတဲ့မျိုးနဲ့သူကတော့ပြန်တယ် အဲ့ဒါရှင်း အဲ့တော့ကျွန်တော်တို့ဒီတပူထူးကြတာတော့ကျွန်တော်ပေါ့ဗျာကျွန်တော်မျိုးရှင်မလာရဲ့စေကတက်လာတဲ့ကျွန်တော်လက်ဝဲပွဲတစ်ခုကိုကျွန်တော်ချက်မှတ်ပေးပါ